င်းကြီးကိုတွန်ပြီးလေ့လာတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ဒီ statement တွေထုတ်လို့ရမယ်ငွေစင်းတွေရတယ်သက်ဆိုင်ရာငွေစင်းတွေရတယ် statement ထုတ်မယ်အဲ့တော့ကျွန်တော်ကဒီ cash statement တစ်ခုထုတ်မယ်ဆိုရင်73ကိုဖွင့်လိုက်မယ် transition ပေါ့တော့ကျွန်တော်ကဒီမှာဒါ6လပိုင်း10ရက်နေ့ရဲ့ statement ပဲဆိုပါတော့เนาะဒီကောင်ကတော့ကိုမိမိကြိုက်တဲ့တရားရေးလို့ရတယ်ကျွန်တော်က6လပိုင်း10เนาะ10ရက်ဆိုတာလေးကိုပဲကျွန်တော်ရေးလိုက်မယ်ပြီးရင် create and edit close နေလိုက်မယ်အဲ့တော့ဒီကောင်လေးကလောတယ်ဘယ်လိုထွက်နေလဲဆိုစိမ့်နေလိမ့်မယ်အဲ့တော့ဒီကောင်ဒီကျန်တဲ့ transition တွေကလည်းဒီ10ရက်နေ့နဲ့သက်ဆိုင်တာဆိုတော့ကျွန်တော်ဒီကောင်လေးကိုလိုက်ပြီးချိန်ပေးလိုက်မယ်အောက်ဆုံးကနေစပြီးကျွန်တော်ချိန်ပေးလိုက်မယ်เนาะအဲ့မှာဆိုကျွန်တော်ကဘာထွက်လဲဆိုနောက်ဆုံး transition ကိုကြည့်လိုက်ပါတော့နောက်ဆုံး transition မှာหนีနေတယ်အကြောင်းအရာကျွန်တော်တို့ရဲ့ဒီ closing balance မှားနေတာပေါ့နောက် running balance ဘယ်လောက်ရှိလဲဆိုတော့ဒါ86သိန်းရှိရပါတော့အဲ့ဒါဆိုကျွန်တော်ကဒီဘက်ကဒီ internet link ဆိုတာလေးကိုနှိပ်လိုက်မယ်ဒီသိန်း100ဆိုတဲ့ဟာကျွန်တော်80နဲ့မှ6သိန်းဆိုတဲ့ဟာလေးထွင်လိုက်မယ်အဲ့ဒါပြင်ကျွန်တော်စေလိုက်မယ်စေပြီးတော့မှကျွန်တော်ကဒီကနေเนาะဒီ setting ပုံစံလေးကနေ statement ဆိုတဲ့ဟာလေးကျွန်တော်တို့ဒါ print out လုပ်လိုက်မယ်အဲ့မှာကျွန်တော်ဒါ print out လုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒါ statement တစ်စောင်ကျွန်တော်ဒါရမယ်ပေါ့နော်PDF file တွေနဲ့ဒီလိုပုံစံလေး statement လေးရလိမ့်မယ်ဒါကတော့ကျွန်တော်ဒါ statement ထုတ်လိုက်တယ်ဒါနီလန်းလေးပါ